ကျွန်တော်အခုဆဲကိုတပတ်ပတ်နေရပါကျွန်တော်တို့လည်းပြန်စဉ်းစားကြည့်လိုက်တော့လေလူငယ်ဘဝပြောစရာဆိုတာဒီလိုနေရာကြီးကြီးပဲဖန်တီးရတာပဲ။ဒီတန်းကတော့သူတို့ကလူငယ်တွေအတွက်ဖန်တီးပေးတာမဟုတ်ပေမဲ့လူငယ်တွေကရှိတဲ့နေရာလေးကိုပြောစရာဖြစ်ပြန်ပြီးတော့ဖန်တီးရတာပါ။အိမ်မှာနေပြီးဖုန်းသုံးနေရတဲ့ဆိုင်ဒီလိုပြောစရာလေးနေရာလေးတွေလာတာတော့လူငယ်တွေအတွက်ကတော့ပို့ပြီးလွတ်လပ်တာပေါ့နော်။ပို့ပြီးတော့လည်းအကျိုးရှိအောင်။ Okay ကျွန်တော်ဆက်သွားပါမယ်။